မင်္ဂလာပါရှင်ဒီနေ့ကတော့စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတစ်ခုကိုသွားမှာပဲဖြစ်ပါတယ်ဒီနေရာကတော့မြင်လိုက်တာနဲ့စိတ်ကိုကြည်နူးစေတဲ့အလှဆရဲ့ပင်မျိုးစုံရောင်းချပေးနေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့အပင်တွေလဲလာသလိုစီမံခန့်ခွဲမှုပိုင်းမှာလည်းစနစ်တကျရှိနေတာဘာကြောင့်လဲဆိုတာကိုမေးမြန်းတော့မှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါရှင်ဟုတ်ညီမတော့ ID Star Software Company ကမဆုသက်ထုံးပါရှင်ဟုတ်ညီမကတော့ DSN ကားရန်ကားတော့ရည်ဆိုပါရှင်ဟုတ်ညီမ DSN ကားရန်အပြင်ဆောင်မှုပါဟုတ်ကဲ့ဟုတ်မရီရဲ့လုပ်ငန်းနာမည်လေးနဲ့ပေါ့နော်လိပ်စာလေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်လုပ်ငန်းနာမည်လေးကတော့ DSN ကားရန်နောက် Serious ကားရန်နဲ့မှာလိပ်စာလေးကတော့66လေးတစ်လေးနဲ့မှာတစ်ဆိုင်62တရားကျင်မှာတစ်ဆိုင်ပါရှင်ညီမတို့ဒီ62မှာဆိုလို့ရှိရင်တော့လုပ်ငန်းကတော့တစ်နှစ်နဲ့မှ9လတော့ရှိသွားပြီရှင်66မှာဆိုလို့ရှိရင်တော့8လရှိပါပြီရှင်မရီရဲ့လုပ်ငန်းမှာပေါ့နော်ဒီ software မသုံးခင်တော့ကဘယ်လိုအခက်အခဲလေးတွေရှိလို့ဒီ software သုံးပြဖို့အတွက်ဆုံးဖြတ်ဖြစ်ခဲ့တာလဲဆိုတာလေးလည်းပြောပြပါအောင်ရှင်ဟုတ်ညီမတို့ကကျတော့ဒီ software မသုံးခင်4ပေါင်ချသုံးခဲ့တာဒါပေမဲ့4ပေါင်ချသုံးတဲ့အချိန်မှာညီမတို့တရက်ရောင်းအောင်ကိုကျတော့အယုံချိန်အတွင်းမှီအောင်လို့ငွေအဝင်တို့ဘဏ်အဝင်တို့စစ်ရတာကြောင့်ညီမတို့တက်ကကြာမလွယ်ကူခဲ့ဘူးလို့ရှိရင်ညီမတို့ကဘဏ်ကကြာ2ခု3ခုစစ်ရတာဆိုတဲ့ခါကျတော့အမြဲတမ်းကက်ရှာတယောက်အနေနဲ့အမြဲတမ်းအလုပ်ရှုပ်နေခဲ့ရတာပေါ့နော်ညီမတို့ဒီသားထဲမှာဈေးအပြောင်းလဲတွေဖြစ်သွားမယ်ဆိုလို့ရှိရင်ကျတော့ဝန်ထမ်းတယောက်နဲ့တယောက်နေ information ချိတ်ဆက်မမိကြတဲ့ခါကျတော့4ပေါင်စာဖြစ်တဲ့တူအနေနဲ့ကကျတော့ညီမတို့ဈေးမရောင်းတဲ့ case တွေကခဏမကြကြုံရရင်အားအကြောင်းမလို့ပြီးလို့ရှိရင်ညီမတို့ဝန်ထမ်းတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်အလုပ်အရန်ရှုပ်နေပြီးတဲ့ခါကျတော့လိုချင်တဲ့ data အတိအကျတော့ညီမတို့ video တင်ပြဖို့ရအတွက်ခက်ခဲဖြစ်ခဲ့အားကြောင့်ကျွန်တော်ဒီ software လေးသုံးဝယ်ရန်အတွက်အကြံရခဲ့တာပါရှင်ဟုတ်ကဲ့ပါရှင်ပါဟုတ် software တွေအများကြီးတွေကမှာမတို့ ID Star ရဲ့ EBS Enterprise Software ကိုပေါ့နော်ဘယ်ချက်တွေကြောင်းရွေးချယ်ပြီးအသုံးပြုဖြစ်သွားလဲဆိုတာလေးလည်းပြောပြပေးပါအောင်ရှင်ပါsoftware တွေအများကြီးတွေကမှာ EBS ကိုအသုံးပြုဖို့ရွေးချယ်ပြတာကကြတော့ user တွေအတွက်အသုံးပြုရတာအဆင်ပြေတယ်လုံးဝတဲ့အဆင့်တွေကလည်းမများဘူးမှတ်မိရလည်းလွယ်တယ်ဆိုပြီးတော့ EBS သုံးခဲ့ပြီးဝန်ထမ်းလေးတယောက်ကတင်ပြလာလို့ EBS ကိုအသုံးပြုဖြစ်ခဲ့တာပေါ့နော်တကယ်တမ်းသုံးတဲ့အခါကျတော့လေ POS တွေကရှာရဲ့အတွက်ကို training ပေးတဲ့အခါမှာလည်းအကြိုက် training ပေးစရာမလိုဘဲနဲ့ကျွမ်းကျင်သွားအောင်မှတ်မိလွယ်အောင်လို့အသုံးပြုလို့ရအောင်လုပ်ပေးထားလို့ပါရှင်ဟုတ်မရီ EBS Enterprise Software ပေါ့နော်မရီလုပ်ငန်းရဲ့အခက်အခဲတွေကိုဘယ်လိုမျိုးပြည်လဲသွားစေခဲ့လဲဆိုတာလေးလည်းပြောပြပေးပါအောင်ရှင် EBS Enterprise ကဘလို့အခက်ခဲအဆင်ပြေသွားလဲဆိုတော့နေ့စဉ်အယောင် report တွေကိုမှန်ကန်စွာကြည့်လို့ရလာတယ်။ကိုရောင်းတဲ့ပစ္စည်းနဲ့ရောင်းစေကိုက်ညီမှုရှိမရှိလဲစစ်လို့ရတယ်။ပြီးတော့ဘယ်ပစ္စည်းကတော့ရောင်းအားတွက်တယ်ဘယ်ပစ္စည်းကတော့ရောင်းအားအယောင်မတွက်ဘူးလေလက်ကျန်ဘယ်လောက်ရှိလဲဆိုတာတွေအထိတိကျကျသိလို့ရတယ်ရှင်။ငွေထွက်ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနေ့စဉ်ကုန်ကျစရိတ်ထည့်တာမျိုးတွေ fair access ရင်းသွင်းတာတွေprepaid တွေ payback for တာတွေအဲ့အရာအဆင်သင့်လေးရှိနေတော့အဆင်ပြေရှင်ဟုတ်EBS Enterprise Software တွေကပေါ့နော်အမအကြိုက်ဆုံး feature လေးတစ်ခုရှိမယ်ဆိုဘယ် feature လေးကိုအကြိုက်ဆုံးလဲပြောပြပါဦးဟုတ်ညီမကြိုက်ဆုံး feature လေးကကျတော့ဒီညီမတို့အရှိန်မှာဆိုညီမတို့ story မကိုက်ခဲ့ရရှိရလေအဲ့ဆိုလို့ရှိရင်ညီမတို့အရန်ကိုပဲအဆင်မပြေဖြစ်ခဲ့ရတယ်အဲ့ဆိုလို့အခုကျတော့ညီမတို့ store legend တွေကို report ဆက်ထုတ်လို့ရတယ်အဲ့ဆိုလို့ရှိရင်တခြားပြန်ပြီးညှိလို့ရတာပေါ့အဲ့ဆိုလို့ရှိရင်ညီမတို့အကြိုက်ဆုံးကတော့ဒီ daily တရက်ပေါ့နော်ရောင်းအားတွေကို report ပြန်ပြီးဆက်ထုတ်လို့ရှိရင်ညီမတို့တိတိကျကျလေးနဲ့အယောင်ဘယ်လောက်ရရဲဆိုပြီးတော့ညီမတို့ video တင်ပြခွင့်ရတယ်ပေါ့နော်အဲ့ဒါကတော့ပိုပြီးကြိုက်တယ်ရှင်ဟုတ်ကဲ့အဲ့ဆိုရင်ညီမတို့ရဲ့ပေါ့နော် ID Star Software Company ကပြီးတဲ့ after sales service အပေါ်မှာရောအဆင်ပြေရလားဆိုတာလေးညှောက်ဝေးပြပါအောင်ရှင်အဲ့ဟာပို့ပြီးတော့အဆင်ပြေရှင်ကျွန်တော်တို့ဒီတစ်ခုခုပေါ့နော် software တောင်းနဲ့ပတ်သက်ပြီးတော့နားမလည်တာပါညာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖုန်းဆက်လိုက်တယ်ဆိုလို့ရှိရင်အချိန်မီအဲ့ဘက်ကဖုန်းကင်ပေးရရှင်ဒီကျွန်တော်တို့ training လာပေးရဲ့အမမဟုတ်ဘဲနဲ့တခြားအမတွေဖုန်းကင်နေဆိုလို့ရှိရင်လည်းတို့အတိချာလေးပြန်ပြီးရှင်းပြပြီးတော့မသိရအောင်အားလုံးပြန်လုပ်ပေးရရှင် service တော့ကတော့ပို့ပြီးတော့အဆင်ပြေရရှင်software စသုံးတဲ့အချိန်မှာပေါ့နော်အသုံးပြုတဲ့အောင်တင်ပေးတဲ့အပေါ်မှာရောပေါ့အမရဲ့ခန်းစားချက်လေးပြောပြပေးပါဦးအဲ့ဒါကျတော့ဒီညီမတို့ software စပြီးတော့လာပြီးတော့ training ပေးရဆိုလို့ရှိရင်သူတို့စိတ်ရှည်နဲ့ပို့ပြီးတော့ရှင်းပြပေးရရှင်ဒီညီမတို့အဆင့်တွေအများကြီးဟိုမှာကြော်ပြီးတော့အဆင့်နည်းနည်းလေးနဲ့ပို့ပြီးတိတိကျကျလုပ်ပေးရရှင်နားမလည်ရရှိလို့ရှင်လည်းစိတ်ရှည်နဲ့တိကျကျတင်ပေးပါရရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်
ဒီအမားတို့လုပ်ငန်းအတွက်ပေါ့နော် software မသုံးခင်နဲ့ software သုံးပြီးကွာခြားချက်လေးလည်းတစ်ချက်ပြပြပေးပါအောင်ရှင် ဟုတ် software မသုံးခင်နဲ့သုံးပြီးဘာတွေကွာခြားတော့လဲဆိုတော့အရင်ကကျတော့လေးပေါက်ချသုံးရတဲ့အတွက်အရန်အလုပ်များခဲ့ပေါ့နော်ပြီးတော့ရောင်းစေးပြောင်းတဲ့အခါမှာပေါ့အရှိရပြောခဲ့တယ်လို့ပဲရောင်းစေးပြောင်းတဲ့အခါကျတော့ဝန်ထမ်းတွေတယောက်နဲ့တယောက် information တွေမချိန်မိပြီးတော့ဈေးမရောင်းတဲ့ဟာလေးတွေမကြာခဏဖြစ်တယ်အဲ့တော့ software သုံးပြီးတဲ့နောက်ပိုင်းမှာကျတော့အားလုံးကအဆင်ပြေလာတယ်အလုပ်ရှုပ်တဲ့အဆင့်လေးတွေကလည်းရောကြသွားတယ်ပြီးတော့ကျတော့အားလုံးကြစ်ကြစ်လေးလေးနဲ့လုံးလာနိုင်လို့ရှင်ဟုတ် အခုချိန်ဒီ software သုံးမပြရသေးတဲ့သူတွေကိုပေါ့နော်အကြံပေးရမယ်ဆိုရင်အမားတို့အနေနဲ့ဘယ်လိုမျိုးလေးအကြံပေးချင်ပါလဲရှင် ဟုတ်တုံးကြည့်ပါပေါ့ဒီ software အရင်ကိုအဆင်ပြေစေပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအချိန်ကုန်လိုပင်မန်းနဲ့တက်တာစီရဲ့အပြင်ပြီးလို့ရှိရင်စင်းစရာကိုလည်းပို့ပြီးတိတိကျကျနဲ့စိတ်ဖြစ်စေပါတယ်ရှင်လုပ်ငန်းကိအတင်းပေါ့နော်စနစ်တကျနဲ့ system ကြကြလဲပတ်လာနိုင်တဲ့အပြင်EBS Enterprise After Sales Service တွေပါတဲ့အတွက်ဒီ EBS Enterprise ကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်ခုလိုအကြံပြုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါပါ What do you want to do? I want to plant trees. What do you want to do? I want to water flowers. What